မင်္ဂလာပါကျွန်တော်ဗီဒီယိုကနေပြန်လဲကြိုဆိုပါရစေဒီနေ့မှာတော့ပွဲစဉ်တွေကတိတ်အများကြီးတော့မရှိဘူးစီပေါ့နော်ဒါအဓိကလီကြီး9လီကဒီတပွဲစီတော့ရှိတယ်ဗျဒါကြောင့်ဘယ်လိုပြောမလဲဒီတပွဲစီတဲမှာကျွန်တော်ဒီပြင်သစ်ကပွဲကိုပယ်ပြီးတော့ကျန်တဲ့လီ4လီကိုကျွန်တော်ရွေးချယ်ထားပါတယ်ပထမဦးဆုံးပွဲအနေနဲ့ကတော့ဒါ Premier League ထဲကဒါ West Ham နဲ့ Wolverhampton ပွဲစဉ်ဖြစ်ပါတယ်လက်ရှိပေးထားတာကဒါ West Ham ဘက်ကနေပြီးတော့ဒါအိမ်ကွင်းကနေ level အပြည့်ရှုံးပေးတယ်ကိုဝုန်းကြီးမှာနှလုံးကိုအပြည့်ရှုံးပေးတယ်ဒီပုံစံအရကြည့်ရမယ်ဆိုပြောရမယ်ဆိုရင် West Ham နဲ့ Wolverhampton ဘက်ကကြည့်မယ်ဆိုရင် Wolverhampton အနေနဲ့ပေါ့နော်ဒါတန်းစင်စုံတွေကနေလွတ်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်တော့ဘူးတစ်ဖက် West Ham ကိုကြည့်မယ်ဆိုရင်ဒါဒီနေ့ပွဲတာသူ့အနေနဲ့ဒါအနိုင်ကန်နိုင်ခဲ့လို့ရှိရင်ဒါစပားကတန်းစင်စုံတွေကိုအော်တိုရောက်သွားလိမ့်မယ်ဒါ29နဲ့30ဆိုပြီးအမှတ်ကဒါစပားနဲ့ဂျာမှာတမှတ်ပဲကွာတယ်ပေါ့နော်ဒါကြောင့်ဒီ West Ham ဘက်ကကြည့်မယ်ဆိုတန်းစင်စုံရုံးအားရှိတယ်ပြီးတော့အိမ်ကွန်းအားသာရှိတယ်ပြီးထားတဲ့ကြီးအရာလဲဒါပြောရမယ်ဆိုရင်တော့ဂိုးအောက်မဲ့ကြီးကိုပြီးထားတာဒါကြောင့်ဒီနေ့ပွဲမှာဒါ West Ham ကပဲ1 စီးတောင်မဟုတ်2စီးနဲ့နိုင်သွားမယ်လို့ထင်တယ်ဒါကြောင့်ဒါဒီနေ့ပွဲမှာ West Ham body ပါအကြိုက်တူတဲ့ညီကိုတွေလိုက်စော့ပါဒါဆိုနောက်ထပ်တစ်ပွဲသွားရမယ်နောက်ထပ်တစ်ပွဲကတော့ဒါစပိန်လာလီကာတွေကပွဲစဉ်ဖြစ်ပါတယ်စပိန်လာလီကာတွေကဒါရီရဲနဲ့ဒါဂျီနိုဝါတို့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာပေးထားတာရီရဲကတစ်လုံးကိုအချုံပေးတယ်ဂိုးပုံကြီး3လုံးကို90ချုံပေးတယ်တစ်လုံးအချုံနဲ့ဂိုးပုံကြီး3လုံး90ချုံပြောရမယ်ဆိုရင်ဒါကဂူးပေါ်မဲ့ကြီးဘက်ကိုပေးထားတာများတယ်တစ်လုံး50ချုံကိုကြည့်ရမယ်ဆိုရင်ဒါကရီရဲအတွက်ပုံမှန်ကြီးလို့ပဲကျွန်တော်အနေနဲ့မြင်တယ်ရီရဲအနေနဲ့ဒါဒီစပိန်လာလီကာဖလားကိုသူ့အနေနဲ့စစ်ပြီးတော့ဒါဘာစီလိုနာကိုလိုက်ပြီးတော့လိုချင်သေးတယ်ဆိုရင်အခုအစားကြီးပွဲတွေကိုသူတိတ်ပြီးတော့လွဲချော်လို့မရတော့ဘူးလွဲလိုက်တာနဲ့ဒါတော်တော်လေးအမှတ်ပြတ်သွားမယ်အခုတော့ဗျာတော်တော်လေးအမှတ်ပြတ်နေပြီဂျားထဲမှာအမှတ်ကွာခြားချက်9မှတ်လောက်ပေါ့နော်ဒါ2ပွဲစာလောက်ဒီအမှတ်က2ပွဲ3ပွဲစာလောက်အမှတ်ကပြတ်နေပြီဒါကြောင့်ဒီရီးရဲ့အနေနဲ့ပွဲတွေကိုလွဲချော်လို့မရတော့ဘူးပြီးထားတဲ့ကြီးရဆိုရင်တော့တစ်ပစ်ဂျီနိုအားလည်းဒါဂိုးသွင်းလာနိုင်ချေရှိတယ်ဒါကြောင့်ပြောရမယ်ဆိုနှစ်ဖက်ဂိုးသွင်းရှိမယ်ဆိုပေမဲ့အနည်းဆုံးတော့ဒါတကူလောက်ပဲပြန်သွင်းနိုင်မယ့်အနေအထားမှာရှိတယ်ပေးထားတဲ့ကြီးရဂူးပေါ်တာသွားမယ်ဆိုဒီနေ့ပွဲက3-1လောက်ထိသွားနိုင်တဲ့အနေအထားမှာကျွန်တော်နေမြင်တယ်ဒါမှမဟုတ်ရင်3-0ဒီပုံစံလောက်သွားလိမ့်မယ်လို့မြင်တယ်ဒါကြောင့်ရီးနဲ့ဂျီနိုဝါပွဲမှာကျွန်တော်အနေနဲ့ဒါရွေးချယ်ရမယ်ဆိုရင်ရီးရဲ့ body ကိုကြိုက်ပါတယ်အကြိုက်တူတဲ့ညီကိုတွေရီးရဲ့ body လိုက်စော့ပါကျွန်တော် YouTube channel ကိုဒါ subscribe မလုပ်ရသေးတဲ့ညီကိုတွေလည်း subscribe လေးလုပ်ထားပါဒီ၄ပွဲတွေကပါကျွန်တော်အကြိုက်ဆုံးတစ်ပွဲကိုတော့တစ်ပွဲကောင်းအနေနဲ့ကျွန်တော် Telegram မှာတင်ပေးမယ်Telegram link ကိုတော့ဒီဗီဒီယိုရဲ့ comment အောက်မှာကျွန်တော်ရှာပေးမှာဖြစ်ပါတယ်ဒါဆိုနောက်ထပ်တစ်ပွဲသွားရမယ်နောက်ထပ်တစ်ပွဲကတော့ဒါ Italy CA ရဲ့ပွဲစဉ်မှာတော်တော်လေးကိုကြီးပြင်းတယ်လို့ပြောလို့ရတဲ့ပွဲစဉ်တစ်ပွဲပါယူမာနဲ့ပီစာပါပြီးကြီးရတာ body ကြီးနဲ့ဂိုးပုံကြီးနဲ့ကတ်နေတယ်ပေါ့နော်ယူမာအိမ်ကွင်းကတစ်လုံးကိုအပြည့်ရှုံးပေးတယ်ဂိုးပုံကြီးနှလုံးကိုအပြည့်ရှုံးပေးတယ်တော်တော်လေး body ကြီးနဲ့ဂိုးပုံကြီးကတ်တဲ့ပွဲတစ်ပွဲဖြစ်ပါတယ်ကြီးရမယ်ဆိုရင်တော့ယူမာအနေနဲ့ကြီးရပြင်းတော့ပြင်းတယ်ဒါပေမဲ့ဒီပုံစံပေးထားတာအရာဒီပုံစံအရာတာကြီးပေးလာမယ်ဆိုရင်ဒါပြောရမယ်ဆိုယူမာတစ်ဖက်ထဲရပဲဂိုးသွင်းမယ်လို့ကျွန်တော်မြင်တယ်တစ်ဖက်ပီဇာအနေနဲ့ယူမာကိုပြောလို့ဂိုးမသွင်းနိုင်ဘူးနောက်ဆုံးကစားထားတဲ့တပွဲမှာဆိုရင်လည်းပေါ့နော်ဒီနှစ်တင်းအခုမှဒါကစားထားတာတပွဲပဲရှိတယ်အဲ့တပွဲမှာယူမာအဝေးကွင်းကနေ0-1ဆိုရရလဲနိုင်ထားတယ်ဒီနေ့ပွဲကိုကျွန်တော်ဒါ body ကြီးကနည်းနည်းရွေးဖို့ခက်တဲ့အနေအထားဖြစ်တဲ့ကြောင့်ဒီပြောရမယ်ဆိုဂိုးပုံကြီးကိုရွေးပေးမယ်ဂိုးပုံကြီးကိုရွေးပေးမဲ့အနေအထားမှာယူမာအနေနဲ့ပြီးထားတဲ့ကြီးအရာတော့1C 2C ကတော့သွားမှရမယ်ဒါ 1C 2C ကသွားမှရမယ်ဒါကြောင့်ဂိုးပေါင်းအောက်ကိုကြိုက်ပါတယ်အကြိုက်တွေညီကိုတွေလိုက်စော်ပါ 1C 2C တဲ့မကြောဘူးလို့ထင်တယ်ပြီးတော့တစ်ဖက်ပီဇာကလည်းပြန်ပြီးတော့ဂိုးမသွင်းလာနိုင်ဘူးလို့ကျွန်တော်နေမြင်တယ်ဒါကြောင့်ဒီနေ့ပွဲကိုကျွန်တော်ဂိုးပေါင်းအောက်ကိုရွေးချယ်ရခြင်းဖြစ်ပါတယ်နောက်ဆုံးတစ်ပွဲကိုသွားပါမယ်နောက်ဆုံးတစ်ပွဲကတော့ဒါဂျာမန်တွေကပွဲပါဂျာမန်တွေကပွဲဖြစ်ပါတယ်ဒါ Ospan နဲ့ဒါ Hoffenheim တို့ပွဲစဉ်ဖြစ်ပါတယ်Ospan နဲ့ Hoffenheim ပေးထားတာကတော့အင်ကွင်း Ospan ကနေဒါ level အပြည့်ရှုံးပေးတယ်ကိုပုံကြီးမှာ3လုံးတည်ပေးတယ်နောက်ဆုံးကစားထားတဲ့ပွဲတွေကိုကြည့်မယ်ဆိုရင်နောက်ဆုံးကစားထားတဲ့ပွဲမှာဒါ3ပွဲကဂိုးပို့ပြီးတော့2ပွဲကဂိုးအောက်ထားတယ်ပြောရမယ်ဆို3လုံးတည်ကပြင်းလားဆိုရင်တော့ဂျာမန်တွေကပွဲစဉ်တွေကို3လုံးတည်ပေးတာကပုံမှန်ကြီးပဲဗျာဒါအများနဲ့ပုံမှန်ကြီးပေးနေကြပဲပြောရမယ်ဆိုရင် Open နဲ့ Hoffenheim ပါဗျာ Hoffenheim ဘက်ကကြည့်မယ်ဆိုရင်ဒါလက်ရှိမှာအဆင့်9နေရာမှာရှိတယ်Osberg ကအဆင့်17နေရာမှာရှိတယ်ဆိုပေမဲ့ Osberg ဘက်ကကြည့်မယ်ဆိုအိမ်ခွင်းကနေကြီးပြန်ပြီးပေးထားတာဖြစ်တဲ့အတွက်ကြောင့်ဒါစဉ်းစားစရာတစ်ချက်တော့ရှိတယ်ပေါ့နော် Hoffenheim အနေနဲ့ဒါအဆင့်ဘယ်လိုပြောမလဲဒီ Champion League တနေရာကိုသူ့အနေနဲ့ဒါမျှော်မှန်းလို့ရသေးတယ်ဒါ Hoffenheim အနေနဲ့ပေါ့နော်ဒါကြောင့်သူ့အနေနဲ့တည်အဝေးကွင်းရလာပြီးတည်ခံဆော့နိုင်တယ်ဒါမှမဟုတ်အနိုင်ဆော့နိုင်တယ်ပြီးတော့
ဒီ Osberg ကလည်း increment နဲ့ဂိုးရက်ကိုရလိမ့်မယ်လို့ကျွန်တော်အနေနဲ့ကတော့မြင်တယ်ဒီနေ့ပွဲရတာတူလောက်ထိသွားနိုင်မယ်အနေအထားမှာရှိတယ်ဒါကြောင့်ဒီ Osberg နဲ့ Hot Fine ပွဲစဉ်ကိုကျွန်တော်2ကြောင်းယူပေးမယ် body 1ကြောင်းရယ်ပြီးတော့ဒါ5ပေါင်း1ကြောင်းရယ်ဆိုပြီးတော့ကျွန်တော်စုစုပေါင်း2ကြောင်းယူပေးမယ်body အနေနဲ့ကတော့ကျွန်တော်အနေနဲ့ဒါအောက်ကြီးပေါ့နော်အဝေးကွင်းလိုက်ကနေအောက်ကြီး Hot Fine body ကိုကြိုက်ပါတယ်ဂူပေါင်းအနေနဲ့ဆိုရင်တော့အပေါ်ကဂူပေါ်ကြိုက်ပါတယ်ဒီပွဲကဂုံးများမဲ့ပွဲလို့ကျွန်တော်အနေနဲ့မြင်တယ်ဒီနေ့ရှိတဲ့ပွဲစဉ်တွေအကုန်ထဲမှာဒီပွဲကတော်တော်လေးဂုံးများမဲ့ပွဲလို့မြင်တယ်ဂျာမန်တွေကပွဲဖြစ်တာလဲပါတယ်ဂျာမန်တွေဆိုဂူပေါ်တာဒီကိုအားလုံးလဲသိမယ်လို့ကျွန်တော်အနေနဲ့ထင်တယ်ပေါ့နော်ဒါဂျာမန်တွေဆိုရင်အမြဲတမ်းဂူပေါ်နေကြဒါလိဖြစ်တယ်ပေါ့နော်ဒါကြောင့်ဒီနေ့ပွဲမှာဒါသူ့လီအရာပဲသွားမယ်ဗျာဒါသူ့လီအရာပဲဂိုးပေါ်ကိုကျွန်တော်အနေနဲ့ရွေးချယ်ခြင်းနဲ့ Hot Fine body နဲ့ဂိုးပေါ်ပါဒါဆိုကျွန်တော်စုစုပေါင်း၄ဝဲပြောပြီးသွားပါပြီ၄ဝဲမှာကျွန်တော်၅ချောင်းပြောခဲ့ပါတယ်ဒီ၅ချောင်းထဲမှာကျွန်တော်အကြိုက်ဆုံးတပွဲကိုတပွဲကောင်းအနေနဲ့ကျွန်တော် Telegram channel မှာတင်ပေးပါမယ် Telegram ကိုမ join ရသေးရင် join ထားပါ Telegram link ကိုဒီဗီဒီယိုရဲ့ comment အောက်မှာကျွန်တော်ချပေးပါမယ်YouTube channel ကိုလည်း subscribe မလုပ်ရသေးတဲ့ညီကိုတွေရှိရင် subscribe လေးလုပ်ထားပေးကြပါကျွန်တော်ဒါပွဲသုံးတန်းချစ်တွေကိုပေါ့နော်နေ့စဉ်နဲ့အမျှဒါတင်ပေးမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ